အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကိုကတွေ့ပြီဆိုရင်တဲ့ဒီဗီဒီယိုလက်ခံရရှိတဲ့သူတွေကလက်ရှိအချိန်ဒီမှာကိုအရှုံးမပေးခြင်းနဲ့စိတ်တွေများနေရမျိုးတွေ့တယ်ပြီးတော့နောက်ထပ်တစ်ခုသတိထားရမှာကဒီတလောအတွင်းမှာအငင်းပွားစရာကိစ္စမျိုးလေးတွေကြုံရတတ်တယ်တစုံတစ်ယောက်ကကိုနာကျင်စေတဲ့စကားမျိုးလေးတွေပြောခံရတာမျိုးလေးဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ကိုဟာပဲပြောသူများရင်လည်းစကားပြောရင်ပဲဖြစ်တဲ့ဒီတော့တွင်းလေးမှာအတိုက်ခိုက်လုပ်တဲ့ပြိုင်ဆိုင်တဲ့စကားတွေမပြောမိအောင်နေပါတဲ့အငင်းမပွားမိအောင်နေပါတဲ့အေးစစ်စစ်နဲ့စကားကိုထိမ့်သိမ့်ပြီးတော့ပြောပေးပါတဲ့ပြီးတော့နောက်ထပ်တစ်ခုကသတိထားရမှာကဘာလဲဆိုတော့ဒီတော့တွင်းထဲမှာတဲ့ကိုယ့်ရဲ့ကန်စာတာမှာကအေးစစ်စစ်လေးနဲ့ရှေ့ဆက်လေးစိတ်နူးနူးညံ့ညံ့လေးနေမယ်အင်ကြီးဝင်လဲအယောင်ဖြောလေးဝင်မယ်အတွေးတွေကိုလည်းအရင်မတွေးဘူးပြီးတော့ကိုစိတ်ကူးရင်တဲ့အရာတွေကိုစိတ်ကူးတဲ့အတိုင်းနေလိုက်အရင်စိတ်ကူးများတာမျိုးမလုပ်ဘဲနဲ့လက်တွေ့မှာပဲအကောင့်တွေဖော်တာအဲ့လိုပုံစံမျိုးလေးသွားပါတဲ့အချိန်ကုန်စေတဲ့အရာအချိန်ဖြုံးစေတဲ့အရာတွေကိုယ့်စီမှာမထားနဲ့တဲ့ပြီးတော့နောက်တစ်ခုကemotion များတတ်တယ်တဲ့စိတ်အတက်ကြမြန်တတ်တယ်အဲ့အတွက်ကြောင့်ကိုသတိထားပြီးတော့နေပါတဲ့ပြီးတော့ကိုစိတ်တူအောင်လာလို့တဲ့သူမျိုးတွေနဲ့လည်းကြုံရတတ်တယ်အဲ့ဒါသတိထားပါတဲ့ပြီးတော့နောက်တစ်ခုကျန်းမာရေးနဲ့ပတ်သက်ရင်ခန္ဓာကိုယ်ရားရံတာပြီးတော့ကြောအောင်တာဖြစ်တတ်တယ်ကိုယ့်ရဲ့အမေဆိုရင်တဲ့မျက်လုံးနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပေးပါတဲ့ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့ကန်ဆာတာမှာကမကြခင်ချိန်တွင်းမှာကိုပေါ်မကောင်းတဲ့လူတွေသစ္စာဖောက်တဲ့လူတွေအဲ့လိုလူတွေကလည်းအဝေးကိုလူရောက်သွားလိမ့်မယ်တဲ့ပြီးတော့နောက်ထပ်တစ်ခုကဒီလာမယ့်နှစ်တစ်မှာစိတ်တစ်လူတစ်နဲ့မိတ်ဆွေတစ်တွေအခြေအေးဆိုလဲကောက်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေရလိမ့်မယ်တဲ့ဒီ12လပိုင်းကနေကုန်ပြီးတော့2026မှာကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရောက်လိမ့်မယ်ပြီးတော့ကိုယ့်အတွက်တမွေးဝမ်းကြောင်းပြုမဲ့အလုပ်တစ်ခုလည်းကိုယ့်စီကိုတည်တည်ကြကြဆိုက်မြောက်ရောက်လာလိမ့်မယ်တဲ့ပြီးတော့အာမခံလုံးဝလုံးလို့မရဘူးတဲ့နောက်ပိုင်းမှာကိုယ်လူတွေကယုံကြည်လာမယ်ပို့ပြီးတော့စမ်းပွင့်လာမယ်ပို့ပြီးတော့ဖုံးကန်မြင့်လာမယ်ဒီဗီဒီယိုရရှိတဲ့သူတွေကမကောင်းတဲ့အရာတွေကိုကြော်လွှားပြီးနဲ့တဖြည်းဖြည်းနဲ့ကောင်းတဲ့ကံတွေကိုယ့်စီကိုရောက်လာလိမ့်မယ်တဲ့ဘာတွေတတိထားမှလဲဆိုဒီကောင်းတဲ့ကံတွေရောက်ဖို့အငင်းခုန်တာတွေစကားပြိုင်ပြောတာတွေဆဲဆိုတာတွေပြီးတော့နောက်ကိုယ့်ရဲ့ emotion လိုက်ပြီးတော့လွတ်ခနဲ့ပြောဆိုမိတာတွေအဲ့ဒါတွေကိုထိမ့်သိမ့်ရမယ်စကားကြမ်းနေဆဲတာတွေအဲ့ဒါတွေကိုလုံးဝထိမ့်သိမ့်မယ်ဆိုရင်တဲ့ကိုယ့်အတွက်တကယ်ကောင်းမွန်တဲ့အခြေအနေကိုရောက်လာလိမ့်မယ်ဘာသာရေးကိုပို့ဖိလုပ်ပါကိုကဘယ်ဘာသာကိုပဲကိုယ်ွယ်ဘာသာရေးလေးကိုပို့ပြီးတော့ဖိလုပ်ပါပြီးတော့အလှူဒန်းဆိုတာတဲ့အများကြီးလုပ်မှမဟုတ်တေးလေးကိုနေ့စဉ်လုပ်ပါတကူရတန်ရှင်းကိုဂရုစိုက်ပါမှုမွေးကြံနေပါပြီးတော့နောက်ထပ်တစ်ခုကကိုအမြဲငါအကောင်းချင်းနေနဲ့ပဲထိုက်တန်နေဆိုတဲ့စကားလေးကိုများပြောပြပါတဲ့ကျင်းတွေပါကိုစီကိုကောင်းတဲ့အရာတွေငွေကြေးအလုပ်ကိုင်းစီးပွားရေးကိုအတွက်အရာအားလုံးပြည့်စုံတဲ့နမိတ်ကဒီဗီဒီယိုမှာပြနေရဲ့မကောင်းတဲ့နမိတ်တွေကသူ့ဟာနဲ့သူကိုအဝေးကိုလွင့်သွားမယ်ကောင်းတဲ့အရာတွေပဲရောက်လာလိမ့်မယ်အဲ့ဒါကြောင့်မလို့ကိုကြုံရမယ့်ဟာတွေကိုတတိထားပြီးတော့ရှေ့ဆက်ပါတဲ့အဲ့ဒါဆိုရင်ကောင်းတဲ့ကံတွေကိုစီကိုတဖြည်းဖြည်းရောက်လာပါလိမ့်မယ်တဲ့ကောင်းမွန်တဲ့ကံတွေကိုကလက်ခံရရှိတော့မှာမို့လို့အခုချိန်ကနေစပြီးတော့မကောင်းတဲ့ energy တွေဒီဗီဒီယိုကြည့်ရဲ့အချိန်ကနေစပြီးတော့ဝေးလွင့်သွားပါစေကောင်းတဲ့ကံတွေဒါလက်ခံရရှိပါစေနော်